ကြာသာပတေးနေ့မွေးဖွားသူလေးတွေအတွက်3လပိုင်းအတွင်းငွေကြေးကံမပိတ်စေဖို့အတွက်တဲတော့လမ်းညွှန်3ခုကိုပန်ဆွာကြည့်ပြီးတော့မှာပဲဖြစ်တယ်ပထမဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်တော့ money mindset blog တစ်ခု money mindset blog တစ်ခုကဘာဖြစ်မလဲနောက်တစ်ခုကဆိုလို့ရှိရင်တော့ဒီ3လပိုင်းအတွင်းထဲမှာလက်တွေ့လှုပ်ဆောင်ရမယ်ငွေကြေးလမ်းညွှန်တစ်ခုကဘာဖြစ်မလဲဆိုတာလေးကိုကြည့်ပေးမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုဟာဆိုလို့ရှိရင်တော့သင်တို့ရဲ့ငွေကြေးစီမံမှုအလွဲအမှားလေးတစ်ခုကဒီကာလထဲမှာဘာဖြစ်မလဲဆိုတာကိုကြည့်မှာဖြစ်ပါတယ်အဲ့တော့ကတ်ကလေး3ချက်ထွက်လာပြီပထမဆုံးကတ်မှာဆိုလို့ရှိရင်တော့ page of 1ပါ page of 1ဖြစ်တဲ့အတွက်ကြောင့်မလို့3လပိုင်းအတွင်းထဲမှာဆိုတဲ့အခါကျရင် money mindset blog အနေနဲ့ဆိုလို့ရှိရင်တော့ငွေကြေးပေါ်မှာပေါ့နော်ဒါစုတော့စုဆောင်းထားတယ်ငွေတွေရှိပါသေးတယ်ဆိုတဲ့အနေအထားနဲ့ပေါ့နော်နည်းနည်းလေးတော့ပေါ့ပေါ့ပါပါဖြစ်နေမဲ့အနေအထားလေးကိုမြင်ရတယ်အဲ့ဒီပေါ့ပေါ့ပါပါဖြစ်တယ်ဆိုတဲ့အနေအထားကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ငွေတွေကတော့ဝင်နေတာပဲရနေတာပဲစုလဲစုနေတာပဲအဲ့တော့ဒီအရာကိုသုံးလိုက်လဲဘာမှမဖြစ်ပါဘူးဆိုတဲ့အရာမျိုးလုံးမယ်ဆိုလို့ရှိရင်တော့ဒါငွေကြေးတွေကပြန်ပြီးတော့လွင့်စင်သွားတာမျိုးတွေပြန်ကျဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့ဒီကာလထဲမှာအရန်စိတ်လက်ပေါ့ပါပြီးတော့မှအရာရာကိုဒါလွတ်ချနေတဲ့စိတ်တစ်ခုလည်းရှိတယ်တော့ကြတော့အဲ့ဒါလေးကသတိထားရမှာပဲဖြစ်တယ်သင်တို့ရဲ့ money mindset ထဲမှာဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဒါလေးလိုလွင့်နေတဲ့ပေါ့ပေါ့ပါပါလေးစံနေတဲ့အနေအထားလေးတစ်ခုဒီလိုအတွေးလေးတွေကမကြာခဏဝင်တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုလေဂရုစိုက်ဖို့လိုပါတယ်เนาะဒါလေးကတော့ money mindset blog အနေနဲ့ဒီ3လပိုင်းတွင်ထဲမှာကြာသာပတေးနေ့မွေးဖွားသူလေးတွေတွေ့ရတာပါအဲ့တော့ mass လအတွင်းနဲ့သင်တို့လှုပ်ဆောင်ရမယ်လက်တွေ့လှုပ်ဆောင်ရမယ်ငွေကြေးလမ်းညွှန်အနေနဲ့ဆိုရင်တော့သက်ဆန်းမှာငွေကြေးပေါ်မှာထားရှိရမယ်စိတ်နေစိတ်ထားတစ်ခုနောက်တစ်ခါငွေကြေးဝင်နေတဲ့ငွေဝင်လန်းတွေရှိနေမယ်အလုပ်တစ်ခုခုလုံးနေတယ်ဆိုတဲ့သူတွေကအဲ့ဒီငွေဝင်လန်းပေါ်မှာသင်တို့ကပျော်ရွှင်တဲ့စိတ်နေစိတ်ထားထားရမယ်เนาะသင်တို့ရဲ့လုပ်ငန်းကိုင်ငန်းတွေကလည်းသက်ဆန်းကတ်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမပြီးတော့ဒီကာလထဲမှာအရှိန်အဟုန်နဲ့မြင့်တက်လာပြီးတော့အောင်မြင်မဲ့သဘောတရားမှရှိနေတယ်သင်တို့ရဲ့ကောင်းငယ်ပိုပြီးကြည်လင်လာလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့เนาะလက်တွေ့လှုပ်ဆောင်ရမယ်ငွေကြေးလမ်းညွှန်အနေနဲ့ဆိုတဲ့အခါကျလို့ရှိရင်တော့အကောင့်ထဲပေါ်စရာရှိတာတွေကိုလှုပ်ဆောင်မှာအကောင့်ထဲပေါ်ပါနောက်တစ်ခုအားဆိုလို့ရှိရင်လည်းငွေကြေးနဲ့ပတ်သက်လာပြီဆိုတဲ့အခါကျရင်ပျော်ရွှင်တဲ့စိတ်နေစိတ်ထားရှိဖို့လိုတယ်เนาะအဲ့တော့ပျော်ရွှင်တဲ့စိတ်နေစိတ်ထားနဲ့လွတ်လပ်စွာခံယူတဲ့သဘောတရားမှာဆိုလို့ရှိရင်တော့ဘယ်ကအရင်ခံလဲဆိုရင်တော့ကျေးဇူးတရားကအရင်ခံပဲဖြစ်တယ်အဲ့တော့ငွေဝင်လာတဲ့လမ်းတွေရှိပြီဆိုရင်လည်းအဲ့ဒီငွေဝင်လာတဲ့လမ်းတွေကိုလိုက်လဲကျေးဇူးတင်ပြီးတော့ပျော်ရွှင်တဲ့စိတ်တွေစိတ်ထားနဲ့လှုပ်ဆောင်ပါတကယ်လို့ပေါ့နော်ရုပ်တရက်ငွေထွက်သွားရမယ်ဆိုတဲ့အနေအထားတွေဥပမာကျမ်းမာရေးကိစ္စတို့နော်ရုပ်တရက်ပေါ့ဖြစ်ပေါ်တတ်တဲ့အရေးပေါ်ကိစ္စလေးတွေရှိတာပေါ့အဲ့ဒီလိုမျိုးတွေဖြစ်လာပြီဆိုတဲ့အခါကျလို့ရှိရင်လည်းအဲ့ဒီအတွက်ကိုဖြည့်ရှင်းစရာနီးလန်းရှိနေတာကိုဖြည့်ရှင်းစရာငွေကြေးရှိနေတာကိုပဲကျေးဇူးတင်ဖို့ပေါ့နော်ဒါလေးကတော့သင်လက်တွေ့ပြောင်းလဲရမယ်အရာလေးနော်အဲ့တော့ဒီကာလအတွင်းထဲမှာငွေကြေးလမ်းညွှန်တစ်ခုအနေနဲ့ပျော်ရွှင်နေတဲ့စိတ်နေစိတ်ထားတစ်ခုနောက်တစ်ခုကပုံငွေကြေးဝင်နေတဲ့ငွေဝင်လန်းတွေရှိပြီဆိုလို့ရှိရင်လည်းပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်ဖို့အရေးကြီးတယ်ဆိုတာဒီနေ့လေးတွေအတွက်ပေါ့နော်ဒါလေးကတော့လမ်းညွှန်ချက်ကလေးဖြစ်ပါတယ်နောက်တစ်ခုอ่ะဆိုလို့ရှိရင်တော့တင့်ရငွေကြေးစီမံခန့်ခွဲမှုအရာပေါ့နော်အလွဲတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ 7 of 1เนาะတင်အပေါ်ကနေနိုင်ပါတယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်ငွေကြေးကိုနိုင်ပါတယ်ဆိုတဲ့စိတ်နဲ့ဒါစိတ်လိုလက်ရလုံးမိတာမျိုးသုံးမိတာမျိုးလေးတွေရှောင်ကျဉ်ရမယ်နောက်တစ်ခုอ่ะဆိုလို့ရှိရင်တော့အဲ့ဒီလိုသုံးကန်ဒီတိုင်းမှာဆိုလို့ရှိရင်လည်းသတိပြန်ကပ်ဖို့လိုတယ်ဆိုတဲ့ကတ်ကလေးကပြနေတယ်တင်ရ intuition ကိုပဲအသုံးချဖို့သတိပြန်ကပ်ဖို့ဒီကတ်ကလေးကနေပြီးတော့လာပြီးတော့ဒါပြသနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်တို့ရဲ့ဒါငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ဆိုင်ရာမှာအဒါအစီတစ်ခုအနေနဲ့အလွဲအမှားတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒါ7 source 1ဒီဘာဖြစ်နေလဲဆိုတော့ तू ကနည်းနည်းလေးတော့ငွေကြေးပေါ်မှာငါတို့နိုင်တာပဲရှာနိုင်တာပဲပေါ့နော်အဲ့ဒီသဘောတရားနဲ့ဆိုလို့ရှိရင်ကိုကနည်းနည်းလေးမစီမံပြစ်ထားမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ခါလေးကြရင်လည်းငွေကြေးစီမံခန့်ခွဲမှုတွေကဘလောက်ပဲအားကောင်းကိုယ်စီမံငွေကြေးတွေကဝင်နေပြီဆိုတဲ့အခါကြလို့ရှိရင်အားနဲ့သွားတတ်တဲ့အချိန်တွေအခိုက်အတန့်တွေရှိတတ်တယ်။အဲ့ဒီအခါမျိုးတွေမှာငွေကြေးစီမံခန့်ခွဲမှုအလွဲအမှားတွေဖြစ်တတ်တယ်ပေါ့နော်။ဒီ7 source 1ဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ပါတယ်ဆိုတဲ့ကိုယုံကြည်မှုလွန်ကဲတဲ့စိတ်ကလေးနဲ့ short ပေးရမယ်။အဲ့ဒါကကြတော့သင်တို့ဘဝထဲမှာငွေကြေးစီမံခန့်ခွဲမှုအလွဲဖြစ်စေနိုင်တယ်။ဒီနေရာမှာပြောချင်တာကယင်းနှမြုံနှံမှုတွေလာပြီးကမ်းလှမ်းပြီးဆိုတဲ့အခါကြလို့ရှိရင်ငါနိုင်ပါတယ်ငါလောက်တတ်ပါတယ်ငါစီးပွားရေးအမြင်ရှိပါတယ်ငါမှာ scale တွေရှိပါတယ်ဆိုတဲ့အဲ့ဒီယုံကြည်မှုလွန်ကဲစိတ်နဲ့ဒီကာလထဲမလုပ်ဖို့ဒီကာလအတွင်းလေးတွေမှာရှောင်ဖို့နော်။အဲ့ဒီငွေကြေးစီမံခန့်ခွဲမှုအလွဲလေးတစ်ခုဒါလေးကိုသတိပေးထားတာပဲဖြစ်ပါတယ်ခြုံငုံသုံးသပ်ချက်အရပြောရမယ်ဆိုလို့ရှိရင်တော့3လပိုင်းတွင်ငွေကြေးကံမပိတ်စေဖို့ကြာသာပတေးနေ့မွေးဖွားသူလေးတွေဒီ3ချက်ကိုအမြန်ဆုံးပြုလုပ်ရမှာဖြစ်တယ်ပထမဆုံးအချက်ဟာဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့ပြက်သဘောထားလေးတွေကိုပြင်ဆင်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်တော့လက်တွေ့လှုပ်ဆောင်ရမယ်လမ်းညွန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်တဲ့စိတ်နေစိတ်ထားလုံးဝကျေးဇူးတရားကိုအခြေခံပြီးတော့လှုပ်ဆောင်ရမှာပဲဖြစ်တယ်
နောက်တစ်ခုကဒီလုပ်ငန်းပိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်လည်းငွေဝင်နေတဲ့လမ်းတွေအပေါ်မှာပေါ့နော်ပျော်ပျော်ရွှင်ရွှင်လေးလှုပ်ဆောင်အောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေကြေးစီမံခန့်ခွဲမှုအလွဲတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကိုနိုင်ပါတယ်ဆိုပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေကိုအတင်းမရဲဖို့ပြောချင်ပါတယ်ဒါလေးတွေကတော့ကြာတာပရင်းနဲ့ငွေဖွားသူလေးတွေအတွက်3လပိုင်းတွင်ငွေကြေးကံမပိတ်စေဖို့လက်တွေ့လှုပ်ဆောင်ရမယ်လမ်းညွှန်ချက်တွေပဲဖြစ်ပါတယ်နော်အဲ့တော့ပန်းစုပြောသွားတဲ့အရာတွေထဲမှာကံကြမ္မာအစိုးအကောင်းနမိတ်တွေထက်စားလို့ရှိရင်ဒီလက်တွေ့လှုပ်ဆောင်ရမယ်လမ်းညွှန်ချက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝမှာလက်တွေ့အသုံးချလို့ရတဲ့အရာတွေသာဖြစ်ပါတယ်နော်အဲ့တော့ဒီ energy လေးတွေကိုဆောင်ရန်လေးတွေကိုလက်တွေ့လှုပ်ဆောင်သွားမယ်ဆိုတဲ့ကြာတာလေးတွေမွေးဖွားသူလေးတွေအတွေးကောင်းတစ်ခုရရှိသွားတယ်ဆိုတဲ့သူတွေကလည်း comment လေးမှာရေးလာပေးခဲ့ပါအောင် energy တွေမကြိုက်ဘူးဆိုတဲ့သူတွေကလည်း entertainment သဘောနဲ့ပဲနားထောင်ပေးပါနော် personal tarot reading မေးမြန်းချင်တဲ့သူတွေက tarot ပန်းစု Telegram page messenger နဲ့ TikTok message တွေကနေ tarot မေးချင်ပါတယ်ဆိုတဲ့စာလေးပို့ပေးပါအဲ့ဒီမှာဝယ်ယူမေးမြန်းလို့ရမယ် package တွေ၄ခုပြန်ပြီးတော့ပို့ပေးပါလိမ့်မယ်နော်စိတ်ဝင်စားကြတဲ့ tarot reading နေတဲ့ spiritual knowledge တွေအပတ်စဉ်ကြည့်ရဖို့အတွက်ပန်းစုတို့ရဲ့ account လေးတွေ channel လေးတွေကို follow and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်ကျေးဇူးပါပန်းစုပါ